မီကိုနာဇိုးခရင်ကိုတဲ့ဆွဲလင်းတင်တာဆရာတဲ့မီကိုနာဇိုးကတူကြီးတီးတန့်ဆိုလို့ရှိရင်နော်ဆွဲသုံးလို့ရတယ်အဲ့တော့တူကြီးတီးတန့်ဆိုတာဘာလို့ဆိုလိုလဲဆိုတော့သူကမီကိုနာဇိုးဆိုတာအန်တီဖန်ငယ်လို့ခေါ်တယ်သူကမှုသက်စီလိန်စီပါအဲ့တော့အဲ့မှုသက်စီလိန်စီကိုတူကြီးတီးတန့်တစ်မျိုးပဲပါတဲ့လိန်စီခရင်ဆိုလို့ရှိရင်သုံးလို့ရတယ်ဥပမာကျွန်တော်တို့ဒီဇာရင်းလိုမျိုးပေါ့နော်ဇာရင်းဆိုလို့ရှိရင်သူကမီကိုနာဇိုးတစ်မျိုးပဲပါတယ်ဒါဆိုရင်တော့သုံးလို့ရတယ်ဒီဇာရင်းပေါ်မှာဇာရီကော့ဆိုတာရှိတယ်ဇာရီကော့ဆိုတာကျတော့သူကကျတော့ဒီမီကိုနာဇိုးနဲ့ဟိုက်ဒရိုကော်တီဇိုးနဲ့ပေါင်းထားတာဒီလိုဟာမျိုးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကရက်20တဲ့ပို့ပြီးတော့သုံးလို့မရဘူးသူကအရေပြားစရောင်ရမ်းတဲ့အဆင့်မှာပဲသုံးရမယ်ပေါ့နော်နောက်တစ်ခုလည်းရှိသေးတယ်ဒီမီကိုနာဇိုးကိုကျွန်တော်တို့တခြားဒီစတီဘိုက်အုပ်စုဝင်တွေဖြစ်တဲ့ကလိုဗီတာဇိုးနဲ့တွဲထားတဲ့ဆေးလေးရှိတယ်ဥပမာကျွန်တော်တို့ PG မီကိုနာဇိုးကွန်ပေါင်းမီကိုနာဇိုးမီကိုနာဇိုးပေါ့နော်ဒီလိုမီကိုနာဇိုးတွေကြတော့သူကအမြဲဆွဲလင်းလို့မသိဘူးဒီပွေးဖြစ်ခါစားမှာရေပြားရံအနာတက်တာအောင်ကျွန်တော်တို့ဒါဘက်10ရက်15ရက်ဒီလိုပေးကြတယ်ပေါ့နော်ဒီလိုပေးပြီးသွားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီလိန်ဆေးကရက်20ထက်ပို့ပြီးတော့မလိန်တင်ဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီဆေးထဲမှာပါတဲ့ steroid ရဲ့ဗီဒီယိုဆိုးတွေခံစားမှာမလို့ပါအဲ့တော့ steroid ရဲ့ဗီဒီယိုဆိုးတွေသိကျင်နေဆိုရင်ကျွန်တော်ရှေ့ဗီဒီယိုတွေမှာခဏတိုင်းပြောခဲ့ပြီးသွားပြီးတော့ကြည့်ပေးပါအဲ့တော့ဒီမီကိုနာဇိုးတည်တတ်မယ်ဆိုလို့ရှိရင်ဆွဲလိန်တင်တယ်မီကိုနာဇိုးနဲ့ plus တခြားဆေးတွေပေါင်းထားတယ်ဥပမာကျွန်တော်ဗီတာမီတာဇုံလိုမျိုးเนาะဒါမှမဟုတ်ဟိုက်ဒရိုကော်တီဇုံလိုမျိုးဒါမှမဟုတ်ရင် triacino လိုမျိုးဒါမှမဟုတ်ကလိုဗီတာဇုံလိုမျိုးပေါ့နော်ဒီလိုဆေးတွေ steroid တွေနဲ့တွဲထားရဆိုလို့ရှိရင်တော့ရက်20တဲ့ပို့ပြီးတော့မသုံးသင့်ဘူးကောင်းတာကတော့မသုံးမဲနဲ့နေပိုကောင်းတယ်ဆရာအောင် steroid ပါတဲ့ဆေးတွေကဆရာအောင်ညွှန်ကြားမှာပဲအသုံးပြုတာကောင်းတယ်ပေါ့နော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်တကယ်လို့မိတ်ဆွေကမိမိလိမ့်နေတဲ့ဆေးတွေမိမိတောင်းနေတဲ့ဆေးတွေကြောင်သိကျင်နေဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဗီဒီယိုရဲ့ comment အောက်မှာရေးပေးခဲ့ပါကျွန်တော်အားတဲ့အချိန်ဖြည့်ပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နဲ့ online နဲ့ယောဂဆွေးနွေးကုသခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ TikTok ဘိုင်မှာရေးထားတဲ့ Viber တော့မဟုတ် Telegram နံပါတ်ကို high ပြီးတော့ဆက်သွယ်နိုင်ပါတယ်